Hello ချူပါဒီတစ်ပတ်ရဲ့စာမန်ဒေးလေးကိုချူဘလို့ဖြတ်တန်းခဲ့လဲရှင်းနေတူလိုက်ကြည့်ခဲ့ပါဦးနော်ဒီနေ့တော့ထမင်းကြိုက်တော့ညတွေကပြင်ဆင်ထားလို့မနက်9နာရီခွဲကျော်မှနိုးပါတယ်ဒီနေ့ကန်ဒီလေးထမင်းဘူးအတွက်ချစ်ကန်နက်ကလေးလုပ်ပေးမယ်ဆိုပြီးတော့ညတွေကချက်သားကိုတစ်တာအောက်ခံနဲ့ရွှေ့ပြီးတော့အစင်သင့်လီးထားလိုက်ပါတယ်မနက်9နာရီခွဲမှနိုးရဲဆိုပေမဲ့နိုးတာနဲ့ချက်သားလေးကိုထုတ်ပြီးတော့အရသာထည့်ပါတယ်ကျူကတော့ chicken nugget အတွက်ပြောင်းကော်မုတ်ရဲ့အကျော်မုတ်ရဲ့သုံးပါတယ်အရသာအတွက်ကတော့စားရဲ့ဒဲရှိရဲ့ငရုတ်ကောင်းမုတ်ရဲ့ပဲထည့်ပါတယ်ဒီနေ့လူကြီးတွေအတွက်ကတော့ငဖယ်ဟင်းလေးကိုညတွေကမအိတ်ခင်မှချက်ထားလိုက်ပါတယ်ထမင်းအိုးလည်းညတွေကတည်ထားတာမို့လို့ပေါ့နော်ဒီမနက်မှာသူ့အတွက် chicken nugget လေးနဲ့ကစုံရက်လေးပဲကြော်ဖို့လုပ်လိုက်ပါတယ်အမှန်တော့လူကြီးတွေတော့ကလေမနေ့ကတန်းတလွန်သီးလေးဝယ်လာငဖယ်နဲ့တန်းတလွန်သီးကိုရောချက်မယ်ပေါ့နော်သူတို့ကြောင်းသွားပို့တဲ့ချိန်ချူနားနေတဲ့ချိန်မှချက်ဖို့စိတ်ကူးထားပါတယ်ချစ်ကန်နက်ကလေးရပြီဆိုတော့ဆဲထားလိုက်တယ်ဆဲထားပြီးတော့ကစုံရက်လေးကြော်ဖို့လုပ်လိုက်ပါတယ်ဒီနေ့ကစုံရက်ကြော်လေးကိုတော့နူးဤနေအောင်အရေးလေးနဲ့ကြော်ပေးဖို့လုပ်ထားပါတယ်ကယ်နီလေးကအခုကစုံရက်ကြော်ရေးပါစားတတ်နေပြီအရင်တော့ဆိုသူအားကောင်မှနင်းတတ်လို့လေအခုသူစားလဲစားတတ်နေပြီကြိုက်လဲကြိုက်နေပြီဆိုရေလေးနဲ့နူးနူးဤလေးကြော်ပေးလိုက်ပါတယ်ဒါလူကြီးအတွက်ချက်ထားတဲ့ငဖယ်ဟင်းလေးပေါ့နော်ညာဘက်ချက်တာဆိုအချိန်ရပြီအနှစ်ကိုတေချာကြနေအောင်ချက်ထားကစုံရက်ကိုအရေးလေးများများနဲ့ကြော်ပေးထားမို့လို့အများကြီးထည့်ပေးလိုက်ပါတယ်9နာရီခွဲမှလို့ပဲ8နာရီ15လောက်မှာပဲဟင်း2မျိုးလုံးချက်သွားပါတယ်ကန်ဒီလေးကိုသူ့ပေပေရေချိုးပေးနေတော့မှပဲကျူကထမင်းပူပါတခါရဲပြင်ဆင်ပေးထားလိုက်ပါတယ်သူရေချိုးကန်းထွက်လာတဲ့ chicken nugget လေးကိုလည်းအမြည်ကျွေးရပါသေးတယ်မဟုတ်ရင်ချောင်းရောက်မစားမှဆိုလို့လေအိမ်ကနေအမြည်ကျွေးပြီးကြိုက်လာမရသေးတယ်သူကကြိုက်တယ်လို့ပြောမှပဲချိုးလဲတပြင်းချနိုင်ပါတယ်ထမင်းမှုတွေထည့်ပြီးကမှပဲ sauce လေးမထည့်ရသေးလို့ပြန်ပြီးတော့ဖွင့်ပြီးထည့်ပေးလိုက်ရပါသေးတယ်8နာရီခွဲမှပဲတာဖာ2ယောက်ကြောင်းထွက်သွားကြပါရဲ့ရှင်သူတို့လည်းထွက်သွားပြီးတော့မိုးတွေရွာလာပါရောရှင်ကလေးတွေကြောင်းဖို့ချိန်ဆိုမိုးရွာတာထုံးစံလို့ဖြစ်နေပြီဒီနေ့မနက်9နာရီထိုးကနေရုံးကမီတင် join လိုက်တာလေမနက်စာပေါင်မုတ်လေးပဲစားထားတယ်အဲ့ဒါနဲ့ရုံးမီတင်ပြီးတော့ရေမိုးချိုးပြီးတော့နေ့လယ်စာကိုသူတို့တာဖာပြန်မလာခင်မှာပဲချူအစောကြီးစားလိုက်ပါတယ်ငါဖဲကိုလည်းတန်းတလုံးသိနေမချက်အားတော့ဘောနော်ရုံးကမီတင် join လိုက်တာအချိန်လည်းမရှိတော့ပြင်းသွားတယ်မချက်ဖြစ်လိုက်ပါဘူးဒါပေမဲ့ငါဖဲရင်းလေးကညဘက်အနှစ်ကျအောင်ချက်ထားတော့တော်တော်လေးစားကောင်းပါတယ်ကစုံရက်လေးနဲ့လည်းလိုက်ဖတ်နေရောပဲတူမွားငရုတ်သီးကြော်လေးလည်းနည်းနည်းထည့်စားလိုက်ပါတယ်။နေ့လည်စာစားပြန်တဲ့ချူရုံးလုံးလေးတစ်ဖြတ်လောက်တယ်ပြီးတော့မနက်ဖြန်ကြရဲသွားစရာကိစ္စတစ်ခုထွက်ပြင်ဆင်ရပါတယ်။ဒီအပိုင်းနေလုံးစရာအလုပ်တွေကတကယ်ကိုတောင်းလုံးပုံနေရရုံးအလုပ်တွေရောအပြင်ကိုယ်ပိုင် personal အလုပ်တွေရောပေါ့နော်။အဲကြောင့် daily blog လေးတောင်လေးနောက်ရက်ဒီမှာ update လုပ်နိုင်ပါမလားတော့မသိဘူးရဲ့။ညနေကျတော့အောက်ဆင်းပြီးအသီးဝယ်တယ်၊ဖျားပန်းဝယ်ပါတယ်။ပြီးတော့ငါပြောသီးလေးလည်းဝယ်လာပါသေးရဲ့။တနေ့ကအလုပ်တွေလုပ်ထားပြီးစိတ်ရောကိုယ်ရောပင်ပန်းနေတာမို့လို့ညစာဆိုင်နဲ့ပဲကိုရီးယားကကြည့်ပြီးနားယူလိုက်ပါတယ်အိမ်ခန်းထဲမှာညစာမစားတဲ့အောင်ဆိုပေမဲ့လေးတစ်ခါတလေတော့ခွင့်လို့နော်ဒီနေ့တော့ဒီလောက်ပဲနော် see you next video bye bye